တခါကတောင်သူလယ်သမားဇနီးမောင်နှံ2ဦးဟာအလွန်ဆင်းရဲနွမ်းပါးစွာနေထိုင်ကြပါတယ်သူတို့မှာပိုင်ဆိုင်တာဆိုလို့ငန်းမလေးတစ်ကောင်ပဲရှိပါတယ်တနေ့မနက်ခင်းမှာတော့ထိုလင်မယားနှစ်ယောက်ပိုင်ဆိုင်တဲ့ငန်းမလေးဟာထူးခြားစွာနဲ့ရွှေရောင်ဥတစ်လုံးဥထားတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်အစကတော့သူတို့ဟာဒါဟာအိမ်မက်မက်နေတာလို့ထင်ခဲ့ပေမဲ့ရွှေရောင်ဥကိုလက်နဲ့ကင်ကြည့်လိုက်တဲ့အခါအိမ်မက်မဟုတ်ပဲတကယ်ရွှေဥအစ်စ်ဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီရွှေဥလေးဟာသူတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်နေတိုင်းမှာအဲ့ဒီငန်းမလေးကရွှေဥတစ်လုံးစီဥပေးခဲ့ပါတယ်ဒီလိုနဲ့သူတို့လင်မယားဟာတဖြည်းဖြည်းနဲ့ချမ်းသာကြွယ်ဝလာတော့တာပေါ့ကောင်းမွန်တဲ့အိမ်ချမ်းမြေနဲ့တန်ဖိုးကြီးရွှေငွေလက်ဝတ်ရတနာတွေပိုင်ဆိုင်လာကြပါတယ်ဒါပေမဲ့သူတို့ဟာအဲ့ဒီလောက်နဲ့မတင်းတိမ်နိုင်တော့ပဲလောဘတက်လာကပို့ပြီးတော့လိုချင်လာပါတော့တယ်တနေ့မှာတော့လင်မယားနှစ်ယောက်ဟာသူတို့ဒီထက်ပိုပြီးကြွယ်ဝလာဖို့တိုင်ပင်ပါတော့တယ်ဒီငန်းကတနေ့မှတစ်လုံးပဲဥပေးတာဒီတိုင်းဆိုရင်ငါတို့လိုချင်တဲ့လောက်အများကြီးကြီးပွားချမ်းသာမှာမဟုတ်ဘူးဒီငန်းရဲ့ပိုက်ထဲမှာရွှေတွေအများကြီးရှိနေမှာသိကြတယ်ဒီတော့တနေ့ကိုတစ်လုံးချင်းစီဥပေးတာကိုထိုင်ဆောင်နေမယ်အစားငန်းကိုတတ်ပြီးဘိုက်ထဲကရွှေတွေအားလုံးကိုတခါလေးယူလိုက်ရင်ပူပြီးတော့မြင်မြင်ချမ်းသာသွားမှာပဲဒီလိုတိုင်ပင်ဆုံးဖြတ်ပြီးတဲ့အခါသူတို့လင်မယားနှစ်ယောက်ကငန်းကိုတတ်ပြီးဘိုက်ကိုခွဲကြည့်လိုက်တဲ့အခါမှာတော့သူတို့မျောလင့်ထားတဲ့အတိုင်းဘာရွှေဥမှမတွေ့ရပဲတာမန်ငန်းတစ်ကောင်ရဲ့ဥအသေးတွေကိုပဲတွေ့လိုက်ရပါတော့တယ်သူတို့ရဲ့လောဘကြီးမှုကြောင့်အမြဲတမ်းရနေတဲ့ရွှေဥကိုလည်းဆုံးရှုံးလိုက်ရပြီးသူတို့ရဲ့ချမ်းသာမှုကိုဆက်ပြီးတိဆောက်ပေးမဲ့ငန်းကိုပါဆုံးရှုံးသွားခဲ့ရပါတယ်နောက်ဆုံးမှာတော့သူတို့လင်မယားဟာအရင်ကလူအနေထားအတိုင်းပဲပြန်လည်ဆင်းရဲမွဲတေသွားကြပါတယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့မတရားလောဘကြီးလွန်းရင်အရနေပြီးဒုက္ခရောက်တတ်တယ်ဆိုတာပါပဲတတမိမိတို့လည်းဒီပုံမြင်လေးကနေသင်ခန်းစာယူနိုင်ကြပါစေ